ရနေနေအောင်ဆိုတတ်အောင်ဆရာလေးလိုက်ပြန်ရှာပြန်လွှင့်လေအဲ့ဒါဘာမှမရတော့လေကပရှင်ကဆရာလေးတစ်ချက်ဆရာလေးရှိလားမေးပေးမယ်ယောရဟောစီတာဘူးပဲဆရာလေးဆရာဘယ်နဲ့တစ်ချက်လားအဲ့ဒါဘယ်နဲ့ရိုးတိတ်လေအောင်ပါလေဘာလဲသွားပြီဟောပြန်ဆိုရတာမဟုတ်ဘူးဟောပြန်ဆိုလိုက်စော်ကြီးကိုသွားလို့အလုံးလုံးဆိုရီကတုကော international discount တာယုံပြည့်နေပြန်လဲကကြိုဆိုလိုက်တာကတော့ညီကိုတွေဒါတော့မပြတ်မစဲနဲ့စက်ပွဲဟိုမှာပိုက်9ပေ6ဟေးပိုက်9ပေ6လားဘလောက်ပိုက်9ပေ2တဲ့ညီကိုတို့ပိုက်ကမှားသွားတယ်နော်စာပြေအိုးပင်းဗျာဆရာလေးတယောက်ထိုးနဲ့ပိုက်က9နှစ်နော်9 6မဟုတ်ဘူးနော်ညီကိုတို့ကြိုပြောပြပေးတယ်နော်ဆရာလေးကတော့အခုနိုင်သွားတယ်ကိုနိုင်သွားတယ်ပေါ့လားဝေးငါပါဤတယ်ဒီလိုဟာဒီမှာတော့ပါကဲပိုက်က9မိနစ်တော့ကျွန်တော်ကော်ပီဟိုဟာဗါလဲကော်ပီလေးယူပြီးတော့အမြန်ချင်းလိုက်တာလွယ်သွားတယ်ညာလေးနေပဲရှိရဲ့ပိုက်9မိနစ်တော့ညီကိုတို့ပိုက်9မိနစ်ပါမှားပါဆိုအခုအားလုံးဆရာလေးတွေကြီးတော့မဖွင့်ဘူးကြော်ပြီးရတယ်ဒီတူကဂရိုးကြီးရယ်ပူကြီးဟိုကကိုရယ်ဒီလောက်ကျကျွန်တော်မှာဆရာကြီးပြောပါဒီတုံးနော်这老没了。တော့ကျွန်တော်ကရုံးလေးကိုပိုကြီးကိုပိုတော့မှာဖြစ်တယ်ဟုတ်ဘူးလောလောဘယ်လောက်လို့လဲလွယ်လာဆက်ရှိပေါက်တယ်ကိုကခရိုကန်နဲ့ကိုပိုလာတယ်ဟုတ်ပါတယ်ဆရာလေးစာပစ်တယောက်တိုးနေတာနမညမလေတော့ဒီညလို့လားမလားရေးကြည့်လားရေးကြည့်ပါအားလုံး limit ပြည့်နေပြီကျွန်တော်တနေ့ကို350ပဲလွှဲလို့ရတာဟုတ်ပြောင်းကြလဲလိုက်အကုန်လုံးကငွေလွှဲတွေပို့ဆိုးတာပေါ့ခဏလေးအောင်မို့ကျွန်တော်ခဏအောင်မို့ဒီကျောင်းဆရာ18နော်ဟာကဲကျွန်တော်ကျောင်းဆရာက18ပေါက်နေတယ်နော်ညီမလေးရအောင်လုပ်ပြပါဦးကျွန်တော်ကေပေးချက်ပို့တာပဲတရားပြီပြီဘုံဘုံကိုမင်း
ဆောင်ပြတယ်ပေါ့ ကိုမင်းကေဘေးပို့တာပဲလေကျွန်တော်ဟိုမှာတစ်ချက်ဟိုမှာလမ်းဝယ်ကြည့် ရရင်ပြောတော့ဆက်ရှိပေါင်းနော်ဆရာလေးဘက်ကရေးတဲ့ ကျွန်တော်ချင်းနေကြည့်ပြီးတော့ပြန်ပြောမယ်နော် ဆက်ရှိနော် အဲ့တစ်စက်လွှတ်လိုက်မယ် ဒီလေးကျောင်းတဲ့ဆက်ရှိတယ်နော် ဒီဆရာကလည်းဆက်ရှိအပေါ်ကြီးမှာပြန်ပြီးတော့ဆရာဆက်ရှိအပေါ်ကြီးဆိုရှိတယ်ဆိုရှိတဲ့ထောင်ရပြီနော်ကျောင်းဆရာဆက်ရှိတဲ့ထောင် ကိုမင်းတို့ချက်ပို့လိုက်ကျွန်တော်ဟိုမှာအောင်မိုးရှိမှာချက်လမ်းမိတယ်အခုကျောင်းစီတစ်ဆက်ရှိနော်အပေါ်ကြီးတွေပဲတင်ပြတယ် ကတုံးလေးနဲ့ဆက်ရှိအောင်ကြီးနဲ့ထောင်ရတာကတုံးလေးဆက်ရှိအောင်ကြီးနဲ့ထောင် ခုနပြောရနေ ဒီအားနာတယ်ဒီရှင်းနေတယ်ဒီလိုတွေလိုက်ပြရှင်းနေတယ်တက်တာဒီမှာအားလုံးဘက်တွေတူကျွန်တော်ဘလုံးမပြနေအောင် ဆက်ရှိ အမတ်တွေပွားတော့လေကျွန်တော်မပြည့်ဘူး ဘာကြီးဒီမှာရှိရလဲ အခုမရဘူးဆက်ရှိ ဆက်ရှိပြောရတယ်နော် အားလုံးအရှင်းနဲ့တက်တယ် အားလုံးကဒီကြောက်မကောင်းဘူးရှိတယ် 啊，这边俺到那边，那家伙没路了，要没的。 ကျောင်းတော့ကျောင်းဆရာကဆက်ရှိပေါ့ ကျမ်းမမတော်တော့ဘူးထင်းနေတာ 我俺前面屋里多没？ ဟုတ်တယ်အောက်ကြီးကကိုကိုကြီး တေချာလို့တာ ကျောင်းဆရာဘက်ကတော့ဆက်ရှိပေါ့တယ်ပေါ့ဒီ ဒီမှာဆို 这边没路，那个等我们。 ဟိုတယ်မှာတော့ အခု18ပဲပေါက်တာဟုတ်တယ်18ပဲပေါက်တာ ဒီမှာဟိုတယ်မှာလုံး 18ပဲပေါက်တာတောင်းစရာပဲအခုဒီကပွားကြတယ်ခဏ အဲ့ဒီကြီးကိုဒါလည်းပြန် အား ပြ လုံး ည့် တစ်ဖက်လေးပြတယ်တမန်နေ စောကရင်เนี่ยအပေါ်ကြီးတာ 老先生哥。 အေးဟုတ်တယ်အဲ့ဒါကို600ပြရ 老先生哥。 အောက်ခေမောင်ဘာလို့လဲ အောက်ရအောက်ရှင်းပြီးသွားဆိုဖြတ်လိုက်မယ်ကြီး ကျောင်းဆရာတစ်ဆက်ရှိအပေါ်ကြီး9000ရတယ်နော်ကျောင်းဆရာဆက်ရှိအပေါ်ကြီး9000 ဆက်ရှိတဲ့ပေါ်ကြီးတော့တော့မှာ ဟဲ့ ဒီကဆက်ရှိတဲ့ပေါ်ကြီးတော့တော့မှာ ကိုကိုဘက်ကနေဆက်ရှိအောက်ကြီးတစ်ထောင်ရတယ်ကိုကိုတစ်ဆက်ရှိအောက်ကြီးတစ်ထောင်ရရင်ပြောမယ်နေရာလေးကို ဒီအားလုံးပေါ်တော့ ကိုဘက်ကနေပြီးတော့တစ်ဆက်ရှိအောက်ကြီးနေရာကို3သိန်းရတယ်ညီရပဲယူ ကြည့်တာအောက်ဆရာတော့လည်းဘာရင်းနေတယ်ကြည့်လားအောက်ဆရာတော့တော့ ကတုံးလေးတစ်ဆက်ရှိအောက်ကြီး2000ရတယ်ကတုံးလေးတစ်ဆက်ရှိအောက်ကြီး2000ကောင်းကြတလီဟဲ့လားဒီ အောက်ဆရာတွေပဲရှင်း က နေ တုံး တယ် လေးတစ်ဆက်ရှိအောက်ကြီး1000ရပြီနော်ကတုံးလေးဆက်ရှိအောက်ကြီး1000အဲ့တော့ညီလေးဆရာလေးပန်းနေဆက်ရှိအပေါ်ကြီးတော့ ရတဲ့ဒီဘက်ကလိုက်ပြည့်ပြီးတယ် 喂，北京的。 ဆက်ရှိကျောင်းဆရာ ကောင်းဆရာဆက်ရှိပြီ
ကိုဘူကြီး18အောက်ကြီးတစ်ထောင်ရပြီနော်ကိုဘူကြီး18အောက်ကြီးတစ်ထောင်ကဲတူးလက်ပြသွားပြီဗျာနော်ညီကိုတို့တူးလက်ပြသွားပြီ အေးညီမလေးကိုထည့်ပေးမယ် တူးရပါတူးရပြောသွားပြီကဲ3 2ပါ ကဲနှစ်3 2ပြ ရှိသေးတယ်တောင်းပြဘက်ကပဲရှိသေးတယ် အေးဟုတ်ပြီရှားမယ်ထည့်ပေးမယ် ရုပ်ကြိုက်တယ် ကဲကျွန်တော်တို့ဒုံးလေးပါတယ်အောက်ကြီးတွေများတယ်ကဲဖိုးတူဖြစ်သွားပြီအောက်ကြီးတွေမရှိတော့ဘူးဗျလေပယ်တွေမရှိတော့မယ်ညီကို level ရှိတယ် လေပယ်တွေမရှိတော့မယ်အောက်ကြီးမရတော့ညီလေပယ်တွေမရှိတော့မယ် ဆိုရမကဖိုးတူးအဲ့ဒါကိုကျွန်တော်မှကွင်းထဲမှာမရှိတော့ဘူးဟိုဘက်ကကိုကိုယူကဖိုးဘက်က2ကျွန်တော် level လိုက်ဆွဲပေးနေမရဘူးကြီးကျိုးပေးကြတယ်များလားလို့မတက်တာလေးဆရာအမိုင်မသူမဆွဲတာ အောက်ကြီးကြိုက်တယ်အောက်ကြီးမရှိတော့ဘူးဗျဒီမှာဖိုးတူဖြစ်သွားတယ်နော်လေပယ် ရဆရာလေးဘက်ကလေဆရာလေးတစ်ချက်ကိုပေးတယ်ဗျာအော်နေ2လီလောက်ညီမဝင်2သိန်းလောက်ဆရာမလို့ရှင်ဟိုဘင်းနာပဲ ဘီရမောဘီရကြီးလာခါတာငါတော့ပြေးနေတော့ဘီရ ကျောင်းဆရာတစ်ထောင်နဲ့ ခဏလေးပါ ဖိတ်တာသူမသိဘူးဖိတ်တာအဲ့ရော ဟုတ်ကဲ့ဘောဒီရမယ်ဖက်ပေးမယ်နော် ကျောင်းစစ်ကိုလည်းအောက်ကြီးညီမဝင်2သိန်းရပြီ2သိန်း19ရနော် ဒီမှာလာလေဗျဟုတ်ပါ ကျောင်းစစ်19နဲ့အပေါ်ကြီးညီမဝင်2သိန်းရ2သိန်းရပြီဒီချိန်တော့2သိန်းတည်းပြီးတော့နိုင်ရော ကဲကျွန်တော်တို့ကိုပိုကြီးတို့ကတော့ level တွေအများကြီးရှိတယ်ဗျာနော် level ဆိုရင်တော့ကိုပိုကြီးတို့ဘက်မှာအများကြီးအလီကြီးတွေရှိပါတယ်နော်ဆရာလေးမထားပေးတယ်ကောင်းပါလေကျွန်တော်သူ့ကိုပါဘာလို့ဘယ်လိုဆွဲနေလဲဒီတယ်ရထည့်ပေးမယ်ကဲ level ဆိုရင်တော့အလီကြီးတွေပါရှိတယ်ဗျာကရုံးလေးတို့ပါနော်ချုပ်ပို့ထားတယ်ကိုပိုကြီးနှလုံးထုတ်တယ်လုံးလေးမထားတယ်ကိုကောင်းပါလေနော်အမကတော့ဖိုးတူပါအမဖိုးတူပါနော်အေးရှာပေးနေတယ်ဘယ်ရတော့လေဘယ်ဒီပဲ အခုဒီမနဲ့ဒီမကိုဒီမနဲ့ဒီအောင်လည်းပဲရတာလည်း ရုံးလေးမီးလုံးပြီးမိုက်တယ်ဖြစ်သွားတယ်နော် ဒီဖိုးတူလည်းပဲရွဲတာလည်းပဲရွဲတာ ကိုကဘယ်ရလဲအရင်ကဒီလိုတော့ကံသွားတယ်ကိုပါနော်ရုံးလေးလို့စေမရရင်လည်းကောင်းလို့ဟုတ်ကဲ့ပါနော် ဒီတော့ဒီတော့ပြောတယ် ဆရာလေးကဒီချင်းနဲ့ထိုင်းနဲ့ဖက်အောင်လာတယ်ဟုတ်ကဲ့ပါအဲ့လိုလည်းမဟုတ်ပါဘူး အော်ဒီက4တောင်ရောက်မှာ ဆောဖက်မှားတယ်ဖိုက်တူးဖြစ်သွားတယ်ဖိုက်တူးပါနော် အောက်ကအခုအောက်ကလူပြောင်းဆွဲလိုက် ကရုံးလေးလေပင်တော့အလီကြီးတွေပါရှိတယ်နော် ရေးကောင်းမလား အဲ့ကိုနံပါတ်တစ်ချက်ထောင်မယ်ဟမ်ဒါမှနော်โอเค ဘောလေးပို့ထားတယ်ကျော်စောတလုံးထုတ်တယ်ဆရာလေးတရားပြီးပြီအော်ကျော်စောဆရာလေးစပစ်ပြချူပို့ထားတယ်ကိုတလုံးထုတ်ပေးတယ်ကိုကြီးမားနေထားတယ်ကိုကြိုက်ပဲနော်ညီကိုအမှန်ကတော့ fight 2ပါပိုက်က9ပေနှစ်နော်ညီကို တဲ့ဦးကြီးလေးနော်ခဏကိုညီလေးတယောက်က4000ယူမယ်ဆိုလို့အခုအမ24မှာထည့်ပေးလိုက်တယ်အမကိုယူပြီးရင်တမကတန်းတက်သွားအောက်ကလူတွေတိုက်ရိုက်ဆွဲရတယ်ဟန်ကောဒီမှာဟုတ်တယ် အောင်းလိုက်တာဘလုံးလေးစပစ်ချ
အမကတော့25ပါပဲအမ25ပါညီကိုရေ35ပါနော်ညီကို ရကွေးဘာလို့လဲရကွေး 35ပါရကွေးဒုက္ခပြောနေတယ်ဒီလေးမှာအမ35ပြောပါဘူးဒီလိုစင်ပြီပါတော့ကျွန်တော်ကဒီတဲ့တမ်းမှတ်တက်ပါလားပေါက်ထောက်ပြောဆိုတော့ပေါက်ပါအဲကြကွေး ဘိုးကြီးမထားတယ်ဒီကြိုက်လားရောတယ်တော့ညီလေးပြန်ပြီးတော့အကြောင်းချက်တော့ပြန်တက်တယ်ကြောက်ဒီအမလိုက်ကြည့်နေလားညီလိုက်ကြည့်နေတာယူရဲလားဒီမှန်နေပင်ရတယ်ကိုကြီးကျွန်တော်ဟောဒီအမကိုလည်းပဲဖိုးဖိုက်တာပါဖိုးဖိုက်တယ်ကျွန်တော်အရင်ကွာတယ်လိုင်းမလောက်ဘူးဒီမှာပါလာလေရကိုဘူကြီးမြန်မာဝန်ထမ်းညာကိုဘူကြီးမှာဝန်ထမ်းဟုတ်ကဲ့ဆရာလေးကနေပြီးတော့လေပင်9000ရပြီဗျဆရာလေးလေပင်9000ကျောင်းဆရာမြန်မာ ဟုတ်ကဲ့ဘောဒီဘဒုံလေးဘက်နေပြီးတော့လေပင်6သိန်းရပြီတော့6သိန်းမြန်မာငွေ6သိန်းလေပင်ပဲညီလေပင်ပဲဘယ်ယူဘောကခက်ရှာမယ် ဆောင်းနကကြတော့ဒီလေးသူယူသွားတဲ့ညီလေးပဲ fight 3နဲ့ fight 2နဲ့ယူသွားတယ်ပေးပါခိုင်းပေးလားမပေးစားမေးစားဆိုလည်းမစားဘူးခိုင်းပေးပါမရလိုက်တယ်စားမရမင်းစားအမကွာတဲ့ဟာကြတော့သူတို့ယူမဲ့လူကြတော့ကိုလေး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 ရတယ်လောလောဆယ်တော့ရှိရလက်ပယ်ပဲပြန်နေလို့ဒီမှာလာရင်ကိုဝဲပြန်လာဟုတ်ပါတော့ဘောဒီကြားရှာပေးမယ်နော်လောလောတက်ပြီကဲလောလောဆယ်ကြီးရလဲပဲတော့ပါအစောကယူသွားတဲ့ညီလေးကတော့ fight 2နဲ့ယူသွားတယ်နော်အမ35နော်ရုံးလေးတွေ45 45 45အမ45စစ်ဖို့ဗျအမစစ်ဖို့ပြပါတယ်စစ်ဖို့ပြအမစစ်ဖို့ပါကိုစားပြီကထိုးလာတယ်ဆရာလေးစင်တော့ပါပြီ7 4ဗျ7 4ပါတယ်နော်7 4ပြပါတယ်ဒီလေးကိုစားပြီ7 4အရင်တို့လာတယ်ဂျုံစောတော့လုံးထုတ်တယ်ဆရာလေးတင်လာပြီဂျုံစော8 4ဗျကဲ8 4ပါဘိုးကြီးကမကျင်တတ်ချက်လေဘိုးကြီးနေချာဘိုးဒီနေ့ကတော့ပြီးရှင်းမယ်မားတယ်8 4ပါဟုတ်ပြီတော့ကြက်လိုက်ကျဘိုးကြီးဒီတဲ့ဟာကျွန်တော်ကလက်ဖက်မမလဲလို့ကြောင်ပြမယ်လို့အဲ့ဖက်ဖို့9000ပြီလေဟုတ်ပါဘူး9000အခုလက်ကြီးစာကြည့်လေစာကြည့်လေမင်းတို့ကကိုပြောတယ်ဖြစ်ပြီးမပေါ့ဘူးနော်လွယ်ဦးလေကျွန်တော်ပြောတယ်လေဝါတော့ဟန်ကြီးတော့နည်းနည်းရှိသေးတယ်စားတယ်လေအဲ့ဘာလို့ဟန်ကြီးတော့ဝါတော့ကို9000ပေးတာမင်းတို့အပြင်မဲ့တော့အများကြီးပဲပြန်တယ်ဒီမှာတာယူကြည့်ကြကြည့်ဘယ်လိုပုံစံနဲ့ကွာကိုချက်ကြဒါဟိုကောက်နော်ဘယ်လိုပုံစံနဲ့ဆိုတာဒီလိုက်ပဲအဲ့ဒါကိုဆက်ရအားလေးပေးရတယ်ဘယ်လိုပဲပါဟောအဲ့တိုင်းမယ်နော်ရပါငါအဲ့ဒါဆိုရင်တော့လှုပ်တဲ့လူကိုလှုပ်ခိုင်းရအောင်အဲ့လိုဆိုရင်လေကျွန်တော်လည်းအားရလှုပ်နေတော့အရင်ကကျွန်တော်ဟိုကိုကြီးရောက်လာမေးတယ်အဲ့လိုပဲဟောမာရဲကျွန်စောဘာကွာကွာရှင်းလာ
ရသေးဘူးညီကရုံးလေးမရသေးဘူးညီဒါလေးပုံစားပဲပိုက်မကျွေးဘူးနော်ယူနေတော့လေအမှကွာနေပြီအိတ်ကိုလို့ရကြောက်အော်မိုင်ကျိုးစောပိုက်ဆက်အနေမြောက်မသိပေမဲ့ကိုဘိုကြီးကိုနိုင်စေချင်ပါတယ်တဲ့တချင်းတောင်းညင်လို့တော်ဆိုးနေရိုင်းနေမင်းတို့ရိုင်းနေဟိုးလာပြီကိုဘိုကြီးခုံနဲ့စေတယ်ဗျဟာသူကိုယ်တိုင်ဖွားနေတယ်ကျိုးစောပိုင်းမကြောက်ဘူးဗျာငါးပဲနှစ်ကိုနော်ညီကိုကြီးဆရာလေးကလည်းခတ်လိုက်ရင်အောက်ကပဲဘုံလေးစာပြီးထိုးလာတယ်ဆရာလေးတင်ထားပြီကျုံစောကြည့်ရတယ်ကဲညီကိုလေးအမှတ်ကတော့ကိုအိတ်ပါဆရာလေးစာပဲပါဘုံနဲ့ထိုးတယ်ကြည့်ရတယ်ဗျာအိတ်ပါနော်ဒီလိုစာပဲကလည်းခိုင်းမှလည်းပိတ်တာပဲဒါပိတ်တယ်ဗျာနော်မြန်မာနိုင်ငံကကစားသမားတွေတော့ပိတ်နေခိုင်းမှလည်းပိတ်မှာပဲဒီလုံးလေးပိတ်နေကိုလိုကြီးတယ်ဟုတ်ကဲ့ပိတ်လာကျုံတော့စာပဲပိတ်အော်လိုက်တာဆရာလေးဖြုတ်ကြည့်ကဲစစ်ရှိတာအိတ်ပါစစ်ကတော့တယ်ရှိတယ်ဘာလဲဆရာတို့လည်းပဲရှိတယ်တက်ပဲလည်းရှိတယ်ယူလိုက်တော့ဘယ်လိုလဲရပြီရပြီငါးလီရပြီဟုတ်ကဲ့ဘောဒီရရင်ပြောမယ်နော်အေးနေရာလေးကိုညီရရင်ပြောမယ်နော်အမစစ်အိတ်ယူရတာမျိုးစစ်အိတ်တောင်းစရာစားတယ်ယူရလားဘယ်နည်းယူလဲအော်တိတ်မလားအေးရရင်ပြောမယ်နော်တိတ်โอเคတိတ်ရပြီဆရာလေးထိုးထားပြီကိုတလုံးထုတ်တယ်လောင်းနေမလာပြီတောင်းစရာတိတ်ရပြီတောင်းစရာတိတ်လောက်မှဝါတယ်ဆရာလေးအမှန်ကတော့8အမှန်ကတော့8 5ပဲမစိုးစားပြီလာပါတယ်မကြောက်ဘူးကျွန်တော်စင်းလို့မရဘူးဟုတ်တယ်အဲ့ဒါဆက်သွယ်ရတယ်တော့ဆိုးနေပြီယူရဲသေးလားယူရဲသေးလားဒီမှာငွေမုံနဲ့ထောင်းရှိသေးတယ်7မို့လားအဲဆရာလေးနော်7နဲ့တူတယ်โอเคဒီဘက်နော်အခုဒီဘက်ကโอเคကိုယူမယ်နော်7အိတ်နဲ့ဓမ္မကွာရပြီလေရပြီโอเคကဲ7ပြနော် TikTok ကညီကိုတွေရောထိုင်လိုက်ဆန်မဟုတ်လေအပေါင်း၄လီပေါ့ခဏ3လီကျောင်းချက်ထောင်ရမယ်ကျောင်းနဲ့ခဏ3လီလေအထုတ်ရလား7 8ပါအာစီတသိန်းအမှန်ကတော့7 8အဲ့ဒါအစီတသိန်းနဲ့တစ်ထောင်နော်ကာရတယ်ဗျအဲ့ဒါကြောင့်မို့ကြိုက်တာကာရင်အကောက်မကောက်ဘူးမို့လားဟဲ့တကယ်ကာရင်အကောက်မကောက်ဘူးဟာအဲ့ဒါဝါတို့ကအဲ့ဒါကြောင့်မို့ကောင်းတာအိတ်အော်ညီကဲအိတ်အော်ရှိလာတယ်နော်အိတ်အော်ဖြစ်တောင်းကြပါလားပဲပြန်တက်ပါမယ်အေးအော်ယူရသေးလားထင်ရနေတာလားတဲ့ဗန်နဲ့ထည့်ခိုင်းလိုက်မယ်ရတယ်လိုသလောက်ပြောလေရွှေဦးရေမင်းဘလောက်လို့လဲမင်းငွေလိုအဲ့တဲ့ပြောကိုမြန်မာဦးထိမြန်မာနဲ့ညှိမှမယ်ဟုတ်ကဲ့ပါโอเคအချက်ကွဲတာမကွဲတာတဲ့ငွေလိုကြီးကြီးသားဆိုတာငွေလိုချင်လို့ခတ်ကြတာဘာလို့ပြောချင်တော့လာမျိုးကျွတ်ရင်နော်ကိုထိုင်ပါရအောင်ငွေလိုချင်လို့ခတ်ကြတဲ့အတွက်မင်းတို့ဘာမှပြောစရာမလိုအမတ်တူရင်ကျောင်းဆရာဘက်က9သိန်းယူမယ်တဲ့သူရဆိုတဲ့ကောင်ကြီးအဲ့တက်ဆိုင်ရဘေးကြီးသမားလေးဒီမှာဆက်သွယ်ပါနော်ကျောင်းဆရာဘက်က18တဲ့ပြန်တက်ပြီကျောင်းဆရာဘက်ကကြီးကွင်းထဲမှာပြန်ပေးနေတယ်ဗျနော်ကာတဲ့လူတွေ
ကိုမင်းနဲ့ကိုစောအကောင့်လက်မထောင်ပေးဦးဘာလို့ပြောရလဲမသိဘူး ဟုတ်တယ်အမှကျွန်တော်လက်မထောင်ပေးတာနော် လက်မထောင်ပေးထားတယ်ဗျာ ထောင် နော် ပေးထားတယ်အခု ဖူးမှတ်ကိုယူဖို့လား 6ရှိတော့6လို့တော့ဘယ်လိုလဲ ဝေးတယ် တင်နိုင် နိုင်အိတ်ဗျ လောင်းစီယာတောင်းရလေတောင်းစီယာတကောင် ကျောင်းတိုက်တို့ အလုပ်ပဲလုပ်ဆက်ပြောက် ကန်ထဲမှာ စော့လည်းမစော့ အေးဝယ်မတောင်းနိုင်တာတို့ထမင်းဝယ်မစားနိုင်တာတို့ဆိုရင်ဖုန်းဆက်လာပါနော်ကိုကြီးလွှဲပေးလိုက်မယ်လိုချင်တဲ့မောက်ကိုပြောပါကိုကြီးလွှဲပေးလိုက်မယ်နော် တညီကိုတွေမှလာတော့8 9ပြာ အိတ်နိုင်ရှိတာဗျကျောင်းဆရာတော်တမတ်နေနဲ့အတွက်18ပေးရင်တော့ယူမဲ့လူတွေအများကြီးပဲနော်ကိုင်းထဲမှာလေ ဟုတ်ကဲ့ကျွန်တော် ဒီဘက်3ကဘယ်သူလဲကိုမင်းတော့ဒီဘက်3ကကတုံးလေးရဲ့ဘိုးကြီးရဲ့ဟိုဘက်ကကုကုဆိုတာကခရိုမင်းသားဗျရင်တော့အထစ်တို့နဲ့လည်းတွဲဆော့ဘူးလေနော် ဂျိုးစောပို ကဲလက်အိတ်ဖြစ်သွားပြီဗျနော် ဒီရဲလား2မှတ်တောင်กว่า ခုထိမရောက်သေးဘူးတဲ့လေရန်တိုက်မနေနဲ့တဲ့ခုထိမရောက်သေးဘူးတဲ့ ရှင်းဒီဘက်နှစ်လီရော ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ပြောလိုက်အောင်ဒီထဲမှာပြောလိုက်ကိုတပိုင်အောင်ပြောလိုက် ကိုတက်ပိုင်ကျွန်တော်အမခံတယ်နော်ကိုတက်ပိုင်ကျွန်တော်အမခံတယ်နော် ဟုတ်ရှင်းနှစ်လီ ဒီမှာပြောလိုက် ကိုတက်ပိုင်ကျွန်တော်အမခံတယ်နော်ကိုကျွန်တော်အမခံတယ်တကယ်ကျွန်တော်အမခံ အဲ့ဒါပေးပြီးသွားပြီနော် ကျွန်တော်အမခံကိုပတ်စံကျွန်တော်စီမှာအကုန်လုံးရှိရနော်ကိုနော် ရိုင်းနဲ့စာသားတွေတော့မရေးကြဘူးအိတ်တန်းပြာ အဲ့လက်အဲ့လက်ကိုလေဘယ်တွေကြီးပဲခေါ်နေကြ ယူရဲလားလေဘယ်ယူရဲလားအဲ့လက်ကို ဘိုးကြီးတင်ရတယ်အော်ကောင်းလိုက်တော့ကိုတန်းအိတ်ပါ ဘယ်ရလဲ ဒီဘက်ကရီ တန်းအိတ်ပါဗျာနော် ကိုမင်းနဲ့ကောင်းမြတ်သူပြောပါ လာပြီဟုတ်ကဲ့ဂျိုးစော ပြညီလို ကျောင်းသားတို့နိုင်လားနိုင်တယ်ကိုသားကြီးငွေတွေပါလေလို့ရင်ပြောတော့ကိုသားကြီး အမကျောင်းဆရာတော်ကအိတ်နေလေကျောင်းဆရာတော်ကအိတ်ကိုတို့ကလက် အေးခဏလေးပြန်မေးပေးနေ တဲဝဲပြီးသွားပါပြီမျိုးဆိုတဲ့ကောင်းကြီး ဒီဆိုတော့ကျောင်းဆရာဘက်ကပဲရမယ်ဘိုးကြီးကမရဘူး ဝေးပါတယ်အိတ်ကဲဝင်းထဲမှာလည်းယူကြတယ်လိုင်းမောကလည်းယူကြတယ်ဗျနော်18တော့ပေးလို့မရတော့ဘူးနော် level ဆိုရင်တော့ဒါကျောင်းဆရာဘက်ကတော့ကျောင်းဆရာဘက်ကရှိရလား ကြီးလည်းပဲဟိုဟာ လို့ဆက်ပြော ဒီလားရှိတာ လို့ဒီမဲ့ ရာယူ ကျွန်တော်နှစ်လီမယ် ရလာကျွန်တော်တည်းလာလေကွာ ဟောမြည်တော့ ဟုတ်ကဲ့ပါ2000 ဟိုဘိုက်ကျောင်းဆရာပါလား ကားနေကြတာလို့ဒီနမ်းမဲ့နေကိုရှုပ်ချက်ကိုခတ်နေလက်အော်ကဲလက်အော်ရှိပါရာ ကိုဖက်တော့မြန်မာ ရှိကိုကြီးကိုမင်းရေဂျန်နယ်စင်မလာတော့ ဝေး30လောက်လဲလို့ရတယ်အကောင့်ရသေးတယ် ဒီဟိုဘက်မှာ မဟုတ် ဘာလို့ ကဲကျောင်းဆရာ30ခွန် လောဆန်နေကကျွန်တော်အပြင်းမှာ ကဲကျောင်းဆရာပြန်လာပြီအချာခွေးဝေလို့နေပါတယ်ကိုမင်းပတ်တသိန်းလောက်ရက်ဆက်တယ်လို့ရေးမင်းငါးဦးစီလည်းဖုံးဆက်မလာဘူးနော်ဟုတ်တယ်အမတ်သုံးဘက်ကတက်တာမြန်တာ 30လောက်လို့တရားလည်းကြည့်တယ်မလား ရော နည်းနည်းလာမလား ငါ့ကိုပြောဘူးရောက်တာတော့နော်ကိုရက်ဆက်တယ်နော်ရက်ဆက်တယ်လို့ တက်သွားပြန်ပြီ ဟာ တမတ်ပြန်တာသွား ရှိတယ်နောက်ဘွဲတွေလည်းရှိ နည်းန သေး ည်း တယ် ရှင်း ဗျ ဝင်လာမလား ဝင်ပါဝါတွေပြနေပြီဆရာကျောင်းကဟုတ်တယ်ဗျတက်တော့ညီကိုတွေ တုံးလို့မရတော့ဘူးပိတ်တော့မယ်ဟိုများပြီ ပန်းတယ်ဘွဲဘယ်သူနိုင်လဲတပွဲတပွဲသေးကြပါလေကောင်းတယ်ဗျကျောင်းဆရာဆိုတဲ့အတိုင်းပဲခွင်းပါရတယ်ရသေးတယ် အဲ့ဒါနေအကုန်ပြင်ပါလေ ဘဝချက်ပြန်ခတ်မလို့မြန်မာပြည်ပြန်ခဲ့ပါထောင်းအဲ့ချက်ပြန်ပွဲတွေပါလေခဏနားထောင်ဒီပွဲကြောင်းမပြောဘူးနော် ကျောင်းဆရာ18ပါတယ်ညီကိုနော် ဟုတ်တယ်ခွင်းပါဝါတွေပြန်မြင်နေကြပြီကဲကိုစားပဲထိုးမယ်ဗျ ကိုကို ကောင်းတယ်တဲလေးပဲဝါလက်ပါ အလဲပြီးတက်ပြန် မြန်မာပြည်ကရင်လိုကြေးပွဲတွေမမြိုင်တော့ဘူးနော်တဲ့မြိုင်နေမန်းလေးမှာပွဲကောင်းနေနော်တကယ်ကောင်းတာကျွန်တော်မန်းလေးပွဲတွေကတော့ကျွန်တော်အာမခံရတယ်ဗျ။ဗာမန်းလေးကကစားသမားတွေကကျွန်တော်တို့က၄သားလုံးလို့ အနေဆုံးတမတ် ကောလုံးတမုတ်ဆိုးခစ်ချောင်းသား10တဲဘူး ရတော့ပြန် ။နောက်ရဲမွန်ကြောင်မီကလတ်တို့ဘာတို့ပြင်စမ်းညွန့်တို့အကုန်လုံး ဘယ်မှာတော့တန်းလေးမှာအမတ်တွေပေးချင်းဟုတ်တယ်အမတ်က သူအေးနေဟုတ်တယ်လို့ဘုရားရဲ့အဲ့မှာ20လွှဲလိုက်မယ်နော် ကျွန်တော်ပတ်စံနေအပြင်မှာဗန်ကလွဲခက်တယ် အဲ သိမပြတ်နိုင် ဘုန်းနဲ့ဆက်နေတယ်
ကပလူးနဲ့တစ်ခါတွဲနေတဲ့တယောက်လာတယ်ဟုတ်ပါတယ်ဗျာနော်ကပလူးနဲ့တွဲတဲ့တယောက်ပဲနော် အားထက်နဲ့လည်းတွဲဦးတယ်မြန်မာပြည်မှာနော် ကဲမှားလာပြီ ကဲကျောင်းဆရာပြန်လာပြီကျောင်းဆရာပြန်လာပြီကဲဘို့နှစ်ပွဲလုံးနိုင်အောင် ဒီမှာကျောင်းဆရာဆယ်ရှင်းဖြစ်သွားပြီဒီမှာတုတ်တုတ်ကိုတော့နှစ်နေ မုံဘဘတ်2000ပေးပြီလေကွာရွှေဦးမင်းသားကန်းကိုပေးသလိုငါမင်းကိုဘတ်2000ပေးလိုက်တာ ကျွန်တော်ကြာပါမယ် လာမယ်လေ ကျောင်းဆရာဆယ်ရှင်းဖြစ်သွားပြီ ကောင်းတာဗျာကျောင်းဆရာကွာအဲ့ဒါပြန်ကာတဲ့လူတွေတေတော့ပြန်ကာတဲ့လူတွေတေပြန်ကာတဲ့လူတွေအဲ့ဒါကျောင်းဆရာကွာရုပ်ဒီညပန်9000လောက်သွားသုံးမယ်ရွှေဦးရေစိတ်ဝင်စားရင်ဟဲ့လိုလုပ်လိုက်ကျောင်းဆရာခွေမပေါက်တော့ကုန် ဟောပါလေကိုကိုနော်အမတန်ပြောလို့မရတယ်ဗျာဒီဘက်မှာလည်း ဘုံမှကျတော့ဒီပတ်စံတွေတော့ဘာလို့ဒီကောင်ကပြည်နေတော့ဆက်မလိုက်ဘူးတော့ ဘာလို့ဖြစ်သွားလဲ ရစ်စက်တာဗောတဲ့စားဘက်ကဟုတ်တယ်ဗျနော်ကျောင်းဆရာကိုထင်သေးတဲ့လူတွေနော်စားဘက်ကိုမျိုးထိုးသွားတာပြတော့အညီကိုတွေရော ဆရာလေးဘယ်နဲ့ဖမ်းနေ ဆရာလေးဘယ်နဲ့ဖမ်းပြီးတော့ဂျွန်စောကဲကျောင်းဆရာစားဘက်ကိုပေါက်နေတာကွာ နိုင်ငံမှာပြဿနာဖြစ်နေတဲ့ညီကိုတွေအမအကောင်လေးတွေအပ်ပြီးတော့နှစ်ယောက်တည်းသွားပြောကြပါ ဆေးရှာဒီဘေးချတယ်ထိုးကြပါ မဟုတ်အားဖြစ်လေသူတို့ လူတွေစိတ်အောင်နောက်မလုပ်ပါနဲ့ အာလောက်ပါလို့ရန်ဖြစ်ကောင်းတယ်ဝေးတယ်ဗျ ကဲမှကတော့တန် ခုမင်းပြောရံပြစ်ကောင်းတယ် မင်းကိုယ်တိုင်မှာကြက်မပြေဘူး ရွတ်အော်ဘကင်းဟိုကဘယ်လောက်လို့ကျလဲပြော right ပါတယ်စာပစ်ကဟုတ်တယ်ဗျအဓိကနော်ကဲဂျိုစောထိသွားတယ်ငယ်ဖိုင်5ပြီ ဟုတ်တယ်စနေညပါဗျ အလဲပြီးတန်ဗျ 11တက်ကဲရှေ့ရသားဗျာဒီမှာဘကင်းလိုက်မှရောဒီလိုက်မှရောဒါမျိုးခွဲတွေက ကောင်းစရာကိုနာမည်မခေါ် ကျွန်တော်အပြင်ပတ်စံပေးမယ်လို့ဘန်းလွှဲပေးနိုင်တယ်လူရှိတာလို့ ခေါ်တာကိုမင်းရတယ်ဟုတ်ကဲ့ ဘယ်သူပြောရလဲအဲ့ဘယ်ကောင်းလဲဘန်းအဲ့ကောင်ဘန်းဟောဒီတန်းအဲ့ဒါတကယ်ချင်းအမလေး ကဲတက်ပေါက်ပြန်တယ် ကွာအနုစားဘက်ကိုနောက်ဘက်9ဝင်းပဲကွာနောက်ဘက်ဒီဘက်က9ဝင်းပဲစော့ပေးမယ်သွားအဲ့ဘက်ရိုးပဲထိုးပေးလိုက် 30လွှဲပြီးလွှဲပေးလို့ရလား အမှတ်ကဆရာလေး ဆရာလေးကအောက်ကနေပဲ ပြင်ပါလေ ဒါနဲ့ထိုး အေးဟုတ်တယ် ဟုတ်ပြီဗျာကဲဂျွန်စောတကယ်ကိုကောင်းလို့ညပိုင်း9နာရီလောက်မှနော်ဒီပွဲကကျောင်းစီဒီဘက်ကကို10ခုနေစီနော်အမတ်ခွာပြီမဲ့လို့လဲကြိုးစားခြင်းနဲ့စိတ်တွေနဲ့ကစားကြတာဗျာနော် နည်းနည်းဖန်တီးပြီးအောင်နေတိတ် ဝိုင်းလိုက်ဗျာလက်နေဟိုပါလို့ ပတ်စံတွေကညီလေးဟိုလွှဲလို့မရတော့ဘူးပြင်ပါလေပဲကောင်လား ကဲဘယ်လိုဘာလုပ်မလဲ အာကောင်းတယ်ဗျာခလုံးလေးကိုကို မိပြီ ဟုတ်ပြီသေးတယ် အာဂျွန်စောလည်းကြိုးစားတယ်ဗျာစီးရင်လာတဲ့ဖွဲနဲ့ထိုင်းရဆရာကြီးတွေနဲ့တဲပေးကြပါကိုမယ်အထက်အာရီ PC1 ပေါ်တယ်ဖြစ်မှာပါအဲ့ပွဲတွေကယူလိုက်လေယူလိုက်လေ तू ကဘလုံးလေးလိုပဲကမလားထည့်ပေးလိုက်ကျွန်တော်ယူလိုက်မယ်ပွိုင်းအောင်လို့ရှောင်းရှောင်းအနေနဲ့ခံပြီးတော့ယူပေးလိုက်မယ်ပွိုင်းဘက်က မဟုတ်တော့လည်းငယ်ချင်းနေတာ အာဘောစီတဲ့ဘောစီမဟုတ်ပါဘူး ကောင်းပါတယ်ဂျုံ yo I'm sorry don't let me ဆရာလေးရန်တော်တယ်ကလိသွားတာအပြင်းတိုးနေတော့ဒီကြတယ်မပေါက်တော့ ဒီဘက်ကဗျာ နေရာတို့တော့မြန်မာငွေမှမရှိ ဘူးလွှဲဦးမယ်ဘာမှယူလို့ရတယ် ဘူးဟောယူလို့ရပြီလား အားနာလို့ ကဲဒီဝဲပြီးခုံထိုးထိုးတွေဖွင့်နေကျွန်တော်တို့ ဘယ်သူ ဘာနဲ့ OB 3 3ရှိပါတယ်နော် ဘိုးချုပ်ဒီမှာ ဘူးကကိုကျတော့လုံးဝမရဘူးအမပန်သုံးနေပြက်တော့ကိုပန် ဘိုးချုပ်ဒီလာရင်ဘက်ကင်ကိုငွေသားပေးလိုက်မယ်လေဘက်ကင်ငွေသားပေးလိုက်လို့ရ ဖြစ်ပါ20တယ်လေဘိုးချုပ်ကိုပေးရမယ်ငွေသားပေးလိုက်မယ်လို့ဘက်ကင် ငွေသား20 မဟုတ်ဟိုက30နဲ့ကိုဘတ်နဲ့တွက်ပြီးတော့ပေး ဘယ်နဲ့တွေ့ပြလိုက်ညီလေး ဘ အဲ့ ယ်လောက်လဲနော် ကျွန်တော်ကဘန်နဲ့ပြန်ပေးရမှာ ရဘယ်လိုပေးပေးရ အဲ့ လဲ ဘယ်နဲ့ပြန်ပြီး ဘန်နဲ့မရအောင်ဆိုပေးလို့မရ ငွေသားပေးလိုက်ရတယ် နဲ့ကြောက်ကြညက်မယ်ဆက်ဘယ်လောက်လဲ ဘူးကျွန်တော်ပိုက်မချိုး 1000ကျော်ပေါ့1000ဝဲလောက်အဲ ကေဘေးပေးမှာမဟုတ်ဘူးဝယ်မှာယူဝယ်ရတယ်ဝယ်ရ ဆက် မှာ ကိုပေးလိုက်မှာတို့ကဘန်နဲ့စဉ်းစားရေးပေးလို့ မဟုတ်လေသူနဲ့တွေ့မှာဘက်ကင်ဒီပေးလိုက်ပြီဆိုရပြီလေပြီးတော့မှသူကြုံတဲ့ချိန်မှာဝင်လို့ရဟုတ်ဘူးလား ရတာဗျာ အဲ့လိုပဲအဲ့လို ဘူးလားအဲ့ဒါလေးဘုံမတိုးနဲ့ဆိုတာ ပြီးတော့ဟိုကပြန်ရင်စီဘိုးပါညာအောင်တကယ်လို့ချီမရှိရင်ပြောရုတ် အဲ့ဒါကျွန်တော်မှအောင်ဘုံစံမှာရပြီးကမှဟိုမြင်ရ ဘူရာဘီကိုကိုဘုံစားပြီဗျာ အဆင်ပြေလားညီလေး ဒါလေးမှားပြီတဲ့ဂျုံစောကောင်းပါ ငါးပင်တွေကိုကောင်းကောင်းမဖမ်းနိုင်တာနေမယ်တဲ့ အဲ့ဒီညီပွဲရှုံးတာလည်းအဲ့တိုင်းပဲဗျာ အဲ့ဒါညီလေး ဟို ကို စားဘက်ကသွားတယ်ဗျာကိုတို့လိုက်ထဲမှာမို့နော်စားဘက်ကဖြုတ်ချင်းနေအဲ့ဂုံဖြုတ်ချင်းနေတော်တော်ကောင်းတယ်ဆရာလေးက သူနဲ့စကားပြောကြည့်လိုက်ပါ စားဘက်တွေကတော့ဟိုကိုကြီးကအမှတ်လေးသားနေတာပေါ့သွားတာဟုတ်တယ်ကဲပြီးတော့ပါဗျာ
မယူဘူးဗျကျွန်တော်မယူဘူးဗျနော် ဆုံးသက်သွားညီကိုနောက်ပွဲဖိုင်တာ တင်းပွဲပြန်ချအောင်မလားဆရာလေးတင်းပွဲချမလားဆရာလေးတို့ရိုးထိုးဆိုရင်တင်းပွဲဆောက်ခိုင်းမလို့ ဒီမှာပေးရမှာ တို့ပွဲ ဒီမှာရှင်းရမှာ မောင်းချုပ် အေးအခုကဖုန်းလုံးရှာတယ်20လွဲပေးကြလေကျွန်တော်ဒီလိုလုပ်နေတာဒီဆိုင်ပေးလိုက်ဟော ကဲကျောင်းသားတို့တင်းပွဲပြန်ဖြစ်ပြန်ပြီဗျကျွန်တော်ထိတာရ ဘန်ထဲမှာ မောင်းချုပ်ဖွင့်နေတယ်ပွဲကတော့ပြန်ညှိ ကိုတော့ပြင်ပါလိမ့်မယ် ကြောင်အလူစရာလားလို့ကျောင်းတိုင်းမင်းဆရာကျောင်းဆရာနိုင်သွားပြီအမတ်နဲ့ကနေလိုက်နိုင်သွားစားပစ်တွေပေါက်သွားအနုစားပစ်တွေပေါက်သွားတာပေါ့အနုစားပစ်ကိုပေါက်သွားတယ်ဟုတ်တယ်အောက်ကနေလိုက်လာတာဗျ အေးအမှကျွန်တော်အဲ့ဒါအမောင်ပြောအမကိုမပြေးဖို့ပြလိုက်နော် အောက်ကနေလိုက်နိုင်သွားတာနော်ဆရာလေးကတကယ်ကောင်းလုံးပါဆရာလေးပါပဲဟုတ်တယ်သူကအဲ့လိုရှောင်းပါလေအနိုင်ရှောင်းအဲ့လိုနိုင်ဆိုရင်နိုင်ရှုံးဆိုရင်အဲ့တပွဲချင်းပြီးပြီကဲတတော်ညီကိုတွေရုပ်တပတ်တတာပါတိုင်တူဟေးတူကျွန်တော်တို့ဘယ်ပွဲဖြစ်မှမဆက်တော့ဆက်ဖြစ်တဲ့ပွဲနှွှင့်ပေးမယ် ဟိုဟာကျောင်းသားတွေပွဲဖြစ်သွားပြီလေ ဟိုမှာသူကဒီမိုင်းနဲ့ထက်ကျင်းလာတာပါ ဟောထပ်တင်မှာ ဒီတက်နိုင်ဆိုနော် လိုကေရှင်းကရဲစကန်မရောက်တာပွဲစုရတာဗောတဲ့ဆရာလေးတို့နိုင်သွားတယ်ဗျ ကျွန်တော်ကခေါ်နေမှာပဲအဲ့ဒါကိုပဲกินเนาะလက်ထောက်တာ နေတိုင်းပဲတော့နေတိုင်းအိတ်တာဟုတ်တယ် အခုဆက်ဆောက်300နော်အခု ရအဲ့ပြီးတော့မှတွတ်ပေးလိုက်လေကျပပကျိရှေးလိုချင်တဲ့လူကိုမင်းလို့ကလားလို့ရေးပြီးတခါရဲပိတ်တဲ့1000လွှဲပေးလိုက်ပါ ဟုတ်တယ်အဲ့ဒါမှန်မှန်ကိုမင်းလို့ရေးလာ ကိုမင်းလို့ကလားလို့ရေးပြီးကျွန်တော်လည်းဖတ်တတ်ရမှာနော်အဲ့ကလားလို့ရေးပြီးကလားလို့ရေးပြီးတာ ਨੇ နော်ထွန်းစပါတာနေပါလေအဲ့လိုလုံးလို့မရဘူး โอเคကိုပြန်ကြည့်မယ်နော်ဖြစ်နိုင်တယ် ကိုမင်းအားပေးနေပါတယ်တော့ ရှုပ်ပပဟိုင်းကန်သွားမယ်ငါလုံးမအောင်ကိုစက်တီတုံးတဲ့ကောင်ရှုပ်နောက်လည်းမလာနဲ့လားလည်းမနှောင်းနဲ့ အကြီးဆက်ဆက်ဒီမှာကိုတောင်းပါပြီ ဆက်ထားတယ်ဟိုသူတပိုက်အေးစိပဲဒါအကျွေးလဲမနေ့ကကြာရင်ဆက်ပဲပြီးတော့လမ်းစိတ်တွေလည်းကြည်သွားပြီလေမိမလမ်းစိတ်ရောကျွန်တော်လမ်းစိတ်ရောကြည်သွားပြီတော့ဒီစိတ်ဖြစ်သွားပြီအကျွေးကဖဲ့ဖဲ့ဆက်ရအောင်ကိုရီးယားညီကိုတွေလည်းဟိုလုပ်မယ်နော်ဒီထည့်ပေးမယ်သူတို့ပြောထားကျွန်တော်လည်းပြောထား ခဏလေးပါနော်ကျွန်တော်အခုဒီဘက်ပြန်လာခဲ့မှာနော် ရုပ်တော့ဆင်းပြီးတော့လို့သွား အခုအတက်ပြန်ရည် ဒီ